မိဘပြည်သူများကြံခန့်သားလို့မှာကြပါသားခင်ဗျာကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ဒီနေ့ဇန်နဝါရီ16ရက်နေ့မှာကျွန်တော်ရဲ့ agent အဖွဲ့မိန်ကွန်းအပြီးမှာကျွန်တော်ရှေ့နေအဖွဲ့တွေကနေပြီးတော့မှရှောက်လဲခဲ့ကြတဲ့အကြောင်းအရာလေးတွေအချင်းချုပ်ပြီးတော့မှတင်ပြချင်ပါတယ်ပထမဆုံးကျွန်တော်ရဲ့ဥဆောင်ရှေ့နေဖြစ်တဲ့ဒေါက်တာခရစ်စတိုဖာစတေကာနေပြီးတော့မှကျွန်တော်ရှောက်လဲချက်အတွက်ကိုဏ္ဍာန်ပိုင်းကိုစာပြောပါတယ်အဲ့ဏ္ဍာန်ပိုင်းပြီးတဲ့အခါကျတော့ဒီအမှုဖြစ်ပေါ်လာတဲ့နောက်ခံသမိုင်းကြောင်းကိုလည်းပဲသူရှင်းပြသွားပါတယ်အဲ့တော့သူ့ရဲ့ဏ္ဍာန်ပိုင်းမှာလည်းပဲကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေလိုပါပဲဒီတစ်ဖက်ကဂမ်ဘီယာရဲ့ဒီလိုအပ်ချက်တွေပြက်ကွက်မှုတွေနောက်ပြီးတော့မှဖုံးကွယ်ထားမှုတွေဒါတွေကိုထောက်ပြပြီးတော့မှဆွေးနွေးသွားတဲ့အနေအထားမျိုးရှိပါတယ်အဲ့တော့ဖုံးကွယ်ထားမှုဆိုတဲ့ဥစ္စာကတော့တကယ်တမ်းဒီကိစ္စဖြစ်လာတာကအာဆာရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ဖြစ်တာပါသို့တော်ညာလည်းပဲဂမ်ဘီယာရဲ့ရှောက်လဲချက်တွေမှာအာဆာကိုဘာမှမရှိတဲ့ပုံစံမျိုးနည်းနည်းပါးပါးလေးပဲထည့်ပြီးတော့မှပြောသွားအာဆာနဲ့ပတ်သက်တဲ့အကြမ်းဖက်မှုတွေကိုလည်းပဲဘာမှရေရာပြောမသွားဘူးအဲ့ဒီအတွက်ကြောင့်မလို့ဒါမြန်မာတပ်မတော်ကဒီရခိုင်မြောက်ပိုင်းမှာဖြစ်နေတဲ့ဒီတိုက်ခိုက်မှုတွေကနေပြီးတော့မှအကြောင်းပြပြီးတော့မှမတရားဒါနှိမ့်ဆက်တပ်ဖြတ်တာတွေလုပ်သွားတယ်ဆိုတာမျိုးပုံကြီးချက်ပြီးတော့မှပြောသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဏ္ဍာန်ပိုင်းမှာတော့အဲ့ဒီအကြောင်းအရာတွေဖော်ထုတ်ပါတယ်နောက်တစ်ခုကတော့ဒီတစ်ဖက်ကအုပ်စုရဲ့အားနည်းချက်လိုအပ်ချက်တွေဖြစ်တဲ့တက်သေးပြရန်တာဝန်ပေါ့နော်ဒါဥပဒေအကြောင်းအရာဆိုလို့ရှိရင်တော့သူက burden of proof ပေါ့တက်သေးပြရန်တာဝန်ဒီမြန်မာနိုင်ငံကဒီလူမျိုးသုံးမှုပြစ်မှုကြီးကိုကျူးလွန်နေဆိုလို့ရှိရင်ဒီလိုကျူးလွန်ကြောင်းကိုခိုင်ခိုင်မာမာတက်သေးပြဖို့ကဂမ်ဘီယာရဲ့တာဝန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကမကျူးလွန်ပါဘူးဆိုပြီးတော့မှပြန်ပြီးတက်သေးပြဖို့ကမလိုအပ်ပါဘူးအဲ့တော့အဲ့လိုမျိုးရှိတော်ညာလည်းပဲတကယ်တမ်းကျတော့ဂမ်ဘီယာဘာပြောလာလဲဆိုတော့ဒီလိုကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးတော့မှပြစ်မှုထင်ရှားမရှိကြောင်းမြန်မာဘက်ကထုချေသိနေဆိုတာမျိုးတွေပြောပြီးတော့သူတို့ဘက်ကတော့ခိုင်ခိုင်မာမာဒီအမှုကိုတိဆောက်ပြီးတော့မှမပြနိုင်ဘူးမပြနိုင်တဲ့အခါကျတော့ဒီပြစ်မှုကြီးကလည်းအင်မတန်မှပဲပြင်းထန်တဲ့ကြီးလေးတဲ့ပြစ်မှုကြီးဖြစ်တယ်ဒါကြောင့်မို့လို့တက်သေးပြမှာလည်းပဲအင်မတန်မြင့်မားတဲ့အဆင့်တန်းနဲ့ခိုင်ခိုင်လုံးလုံးရေပက်မဝင်ပေါ့နော်ငင်းပယ်စရာမရှိအောင်တန်တရားပွားပွဲမရှိအောင်တက်သေးပြမှာဖြစ်ပါတယ်အဲ့လိုမျိုးတက်သေးပြဖို့ခက်တဲ့အခါမှာဘာလုပ်လာလဲဆိုတော့ဥပဒေကြောင်းအရကျွန်တော် ICJ ကနေပြီးတော့မှသတ်မှတ်ထားတဲ့နောက်တစ်ခုက Genocide Convention ပေါ့လူမျိုးသုံးမှုဆိုင်ရာဒီစာချုပ်ကနေသတ်မှတ်ထားတဲ့ဒီပြစ်မှုမြောက်အောင်လိုအပ်တဲ့အချက်လက်တွေဟာလျှော့ဈေးပေါ်ဈေးနဲ့လို့စဉ်းစားလို့ရပါတယ်ဆိုတာမျိုးနဲ့တခြားသောနိုင်ငံတကာဥပဒေတွေကဆွဲထည့်ပြီးတော့မှလှုပ်လာတာတွေရှိပါတယ်ဥပမာဖြင့်ဆိုလို့ရှိရင်တော့ဒီလူမျိုးသုံးစေမှုတွေမှာအဓိကကျတဲ့အချက်တစ်ချက်ဖြစ်တဲ့ဒါတေချေပျက်စီးမှုတွေကတော်တော်ကြီးမားတဲ့အတိုင်းအတာထိပေါ့နော်ဒါရှိရမယ်သို့တော်ညာလည်းပဲသူတို့အဲ့ဒါမျိုးသက်သေမပြနိုင်တဲ့ခါကျတော့ဒါဒီလူမျိုးသုံးစေမှုဆိုတာအရေးအတွက်နဲ့မဆိုင်ဘူးဒါ number game မဟုတ်ဘူးလူတယောက်ကိုတတ်လိုက်လို့ရှင်လည်းပဲလူမျိုးသုံးစေတဲ့ကြံရွယ်ချက်နဲ့တတ်တယ်ဆိုလို့ရှိရင်ဒါလူမျိုးသုံးစေမှုပဲဆိုတော့သေးသေးမွားမွားတွေလည်းပဲပြန်စုလိုက်လို့ရှိရင်များလာတာပဲဆိုတဲ့သဘောမျိုးနဲ့လို့ရှောက်လဲခဲ့တာရှိပါတယ်ဒါတွေကိုလည်းပဲတခြားသောနိုင်ငံတကာဥပဒေဒီလူမျိုးသုံးစေမှုဥပဒေနဲ့မဆိုင်တဲ့ဥပဒေတွေပါဆွဲထည့်လို့ရတယ်ဆိုပြီးတော့သူတို့ကအတင်းညင်းတဲ့သဘောရှိတယ်အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီဏ္ဍာန်ပိုင်းမှာအဲ့လိုမျိုးလို့မရဘူးဆိုတာပြောခဲ့ပါတယ်နောက်ပြီးတော့ဒေါက်တာစတေကာနောက်ခံသမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့လည်းပဲရိုဟင်ဂျာဆိုတာမရှိတဲ့အကြောင်းကျွန်တော်တို့ကိုလိုနီခေတ်ကစပြီးတော့မှတခြားလုံးမှာနှစ်ပေါင်း120ကျော်ကရိုဟင်ဂျာနဲ့ပတ်သက်တဲ့အသက်တွေအထောက်ထားတွေဘယ်နေရာမှာမှဒါအင်္ဂလိပ်ကပြုစုခဲ့တဲ့စာရွက်စာတမ်းတွေမှာမရှိဘူးဆိုတာမျိုးလဲထောက်ပြခဲ့ပါတယ်အဲ့တော့သူတို့ရဲ့ဒီဆွဆွဲချက်ဖြစ်တဲ့1999ခုနှစ်မှာ Buchanan လို့ခေါ်တဲ့ဘာသာဗေဒလေ့လာသူတယောက်ကနေပြီးတော့မှဒီ
ဘိုးတော်ဖျားရဲ့အင်းဝနန်းတော်ကိုရောက်တဲ့အချိန်မှာသူတွေ့ခဲ့တဲ့ဒီဘင်္ဂလီအုပ်စုတွေကသူတို့ကိုသူတို့ရိုအင်ဂါလို့ခေါ်တဲ့စကားမျိုးပြောတယ်ဆိုတာကိုသူကအဲ့ဒါကိုထောက်ထားပြပြီးတော့မှဟိုးရှိတုန်းကမြန်မာမင်းများလက်ထက်ကလေးကရောက်နေပြီဆိုတာမျိုးဆွဆွဲခဲ့တာရှိပါတယ်ဒါကိုလည်းပဲကျွန်တော်တို့ကတက်သေးထောက်ထားတဲ့ကွာခိုင်ခိုင်လုံလုံပြန်ပြီးတော့မှခြေပခဲ့ပါတယ်အဲ့တော့ဒီရိုအင်ဂါဆိုတဲ့လူတွေဟာမြန်မာမင်းလက်ထက်ကနေပြီးတော့မှဒီရှိခဲ့တာမှန်တယ်သို့တော်ညာလည်းပဲဒီလူတွေကသူကနဲ့သူလူနည်းစုပဲတကယ်တမ်းလူအများစုဖြစ်တာကဒီကိုလိုနီခေတ်မှာအမြောက်များဝင်လာတဲ့ဘင်္ဂလီတွေကလူတွေဖြစ်တယ်အဲ့တော့အရင်ရောက်နေတဲ့လူတွေကတဖြည်းဖြည်းချင်းဒီအဲ့မှာရှိနေတဲ့ဒေသခံတွေနဲ့ရောနှောသွားပြီးတော့မှတီးခြားပုံစံဖြစ်သွားပြီးတော့နောက်လူတွေနဲ့လည်းသူတို့ကအယောမခံဘူးအဲ့လူတွေကနောက်လာတဲ့လူတွေကသူတို့ရဲ့လေးစားလောက်ဝင်လာတာဆိုတော့သူတို့ကလည်းလူနည်းစုဖြစ်တဖြည်းဖြည်းချင်းဒါမှိန်ပြီးတော့မှပျောက်သွားတဲ့သဘောမျိုးရှိတယ်ဒါကြောင့်တကယ်သူတို့ကိုသူတို့အခုရိုဟင်ဂျာလို့အမည်ခံထားတဲ့လူတွေကကိုလိုနီခေတ်ကြတော့မှဝင်လာတဲ့လူတွေပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကပြောပြခဲ့ပါတယ်အဲ့တော့အဲ့လိုမျိုးဝင်လာတာမှလည်းပဲသူတို့ကိုသူတို့ရိုဟင်ဂျာလို့မတတ်သေးဘူးနှစ်ပေါင်း120ကျော်ကိုလိုနီခေတ်မှာမတတ်ခဲ့တယ်လို့လွတ်လပ်ရေးရကနီးတော့မှပဲတချို့သောနိုင်ငံရေးသမားတွေကဒါကိုသူတို့နာမည်ကိုခေါ်ဖို့အတွက်ကိုလူမျိုးစုနာမည်တစ်ခုတက်ဖို့အတွက်ကိုလှုပ်လာတာဖြစ်ပါတယ်သို့တော်ညာလည်းပဲအဲ့ဒါလည်းပဲမတွင်ကျယ်ခဲ့ပါဘူးမတွင်ကျယ်ခဲ့ပဲနဲ့1900နဲ့ဒီ90ပြည့်လွန်နှစ်တွေလွန်သွားပြီးတဲ့နောက်ပိုင်း2000ပြည့်နှစ်တွေရောက်တဲ့အထိကိုပဲကုလသမဂ္ဂအဖွဲ့အစည်းတွေကိုယ်တိုင်ကဒီလူအဖွဲ့အစည်းနဲ့ပတ်သက်လို့ရှင်ဘင်္ဂလီတွေကနေပြီးတော့မှဘင်္ဂလီလူမျိုးတွေကိုရိုဟင်ဂျာလို့ခေါ်တဲ့ဘင်္ဂလီတွေပဲဆိုတာမျိုးတွေပြောခဲ့တာတွေရှိပါတယ်ဆိုတော့ခုအားတွေကဒီလာပြီးခဲ့တဲ့ဆယ်စုနှစ်လောက်ကြာတော့မှဒါမီဒီယာကိုသုံးပြီးတော့မှတနေ့တည်းဖြစ်လာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အဲ့ဒီပိုင်းလေးမှာဒေါက်တာစတစ်ကရှင်းပြခဲ့တာဖြစ်ပါတယ်